အားလုံးပဲမင်္ဂလာပါရှင်ဒါလေးကတော့ဖသားတရက်တီပုတ်စားခြင်းလို့ပုတ်ပေးထားတာလေးပါတရက်တီကတော့မရှိစုပြီးအရွယ်ထက်တောင်ကြီးပါတယ်ဒါတစ်လုံးနဲ့ပေါ့နော်တပတ်ကန်ကြော်ပါတယ်တစ်လုံးကဲတရက်တီကိုစပြီးတော့ပေါက်ပါပြီပေါက်နေတဲ့တာမီမြောက်ရင်ဖြစ်နေပါသေးတယ်သူကအရင်စားခြင်းနေဆိုတော့နေရာမှာဆိုရင်တော့မရှိစုပြီးတစ်လုံးပေါ့နော်တစ်လုံးဆိုရင်ဇလက်နှလုံးလောက်ရတယ်ဒါတဝက်ပဲလောက်ထားတာပေါ့နော်လွယ်လေးပါတရက်တီကိုစိတ်ကြိုက်စိတ်ပြီးတာနဲ့စားချုံမညံပြားရည်ရုပ်ပြီးမှုထည့်ပြီးတော့နေလိုက်ရမှာပဲဒါပသားကြိုက်ပါတရက်တီအရသာရှိနေတာမလို့အရင်စကောင်းပါလေရွာကမရှိစုပြီးအလွန်ပြေလေးပါအားလုံးပဲလိုက်လို့စားကြည့်ကြပါနော်ဆုံးဖြတ်ကြည့်ပေးလို့ကျေးဇူးများကြီးတင်ပါတယ်ရှင်